သူခိတာတွေကိုပြန်ပြီးတော့ရှောက်လန်းစေနိုင်တယ်ဟုတ်ကလားတေးပြီးပါတယ်ပြမများစွန့်ပြန်လဲရှင်းနိုင်ဖို့ပြန်ပညာရေးသူတို့ရဲ့အလုပ်ကဆင်ပြေဖို့နဲ့အမှငားမဲ့အတွက်သူတို့ရဲ့ကျန်းမာရေးတာသမီများပညာရေးမိသားစုရဲ့အလုပ်အဘွေတရေအိုပီတေမနာခွေအနိဘေဂျာနိဒခေချူဟောဟာလေလုယ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 ာထိုခါမိုးတွေဒီတို့ကိုဖုံးလို့သူ့ကိုနာခံခုနေဤသူဒီသူနာခါတော်ပိုက်ရှိနော်ပြန်လာတဲ့ခါကျတော့တို့ပါထက်ရတယ်တင်ကြိုင်ခုတစ်ခုထက်ကြတယ်အဲ့ဒါနဲ့ဒုတိယအရေးသမားကဘာလို့လဲဆိုဟာငါတွေ့တဲ့ပုဂ္ဂိုလ်ရဲ့ကြောက်တိုင်မှာယူတော့ပို့ပြီးတော့မှဒီလောကကြီးမှာတက်ကောနေပြီးတော့မှအဲ့ငုသမား၃ယောက်ကိုကြည့်လို့ဆိုလို့ရှိရင်အဲ့ကနေပြီးတော့မှတပည့်၃ခုကိုရွေးပြီးတော့မှဟိုမကြည့်နိုင်ဘူးနော်ကြည်ရင်ကြည်နဲ့တောက်ပလို့တဲ့ခါကျဖျားဖြစ်တဲ့ကျွန်တော်ကလည်းဒီလိုမျိုးနင်တို့မရဘူးနော်အဲ့တော့ကြည့်သူ့ရဲ့ချမ်းသာရေးပါအဲ့ဒါဘယ်လောက်ထူးဆန်းလဲဆိုတော့ကျွန်တော်တို့အားလုံးကရောဒီ Francis Dolores Julian Francis Manny ခတင်စေကြောချင်းမင်္ဂလာမြတ်ကိုခံယူရနိုင်ခရစ်တုသခင်ဒေချင်နိုင်ကာစရတေကေလေလေလေဩဇနာဇနာတေတမစ်အာမေဖောကေတင်သာတော်တို့ကိုထာဝရစကြတရားဒုက္ခချမ်းသာတို့ကိုစီတာရဖျားရဲ့ဒီကိုကောင်းကြီးကျေးဇူးအားကျေးဇူးချင်းရရှိဖို့ကျွန်တော်စတာနဲ့ညီဖန်ဆင်းထားသောငါမေကိုဖြောင်းရှူသောကောင်းမွန်သောသူကိုကပြန်၍အသက်သွင်းရှင်ပြန်စေသောငယ်စက္ကူမှာလူနာများရှိခဲ့သော grace of the Holy Spirit amen and raise you up Messenger of the Yesu Lord, General the Narama. Kita mau satu nyabu, konti kita. Minusnya, arahnya, dan shinto ini. Ayat Shibundreno, ayat Winino. This holy anointing, may the Lord in His love and mercy who frees you from sins. Through this holy anointing, may the Lord in His love and love of your night, kuda chingo kanyulo, Christus your night, kuda chingo kanyulo. Amen. This holy anointing, may the Lord in His love and mercy. Through 특히나 아이가 힘들게 가대야 스티엔이 tua changin pitain akungwa kisya uli jinalani tua changin pitain tua ni in mi tul thumbang kibela phi Nene tone connecting 6အလွန်ဖြူပွဲလာ၏ဤကဲ့သို့ဖြူစခြင်းကကဘာမြေထိုအခါမောဒင်သည်သူတို့ကိုဖုံးလွှမ်း၍မောဒင်ထဲမှတန်လာသည်ကဤသူသည်ယာသူကိုနာခံကြလောသူကိုနာခံခုလိုဖြစ်တယ်မာနဲ့နောက်တစ်ယောက်ကလည်းပါပြောတယ်ဆိုတော့ဒီကောင်လည်းမင်းတော့ပြောယောဟန်မှန်တယ်တယောက်ကမှန်သွားပြီနှစ်ယောက်ကြံသေးတယ်ဆိုတော့ပေထရုရဲ့ယာကုပ်ရဲ့ယောဟန်ရဲ့ကို
ပထမကိုရမြရတဲ့ကလေးတွေကဒီကလေးတွေကမေရော sanctuary လို့ခေါ်တယ်ဟုတ်ပလားအဲ့ဒီဖျားเจ้าကြီးမှာစပြီးတော့မှညအဲ့တော့ဖျားရဲ့ကျေးဇူးတော်ကြောင့်ခေါ်တာဒီခါလဲဒီမှာကြီးညာပြီးအဲ့ဒီလူငယ် AC တွေရောအားလုံးကျေးဇူးပြုပြီးတော့ထွက်လာပြီနော်ကဲအရှိတဲ့ငွေကမပေးရအတူလိုက်တဲ့မိပီဘာရနာမိပီတဲ့ နာနာတကူနေပြည်စုံအောင်ထားသောခမင်းကျေးဇူးငြိမ်းချမ်းအေးမြတ်တရားချင်းကောင်းကြီးကျေးဇူးနဲ့ ဒီထဲနော်